အားလုံးပဲမင်္ဂလာပါခင်ဗျာအမွန် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တရေ6တော့အင်းမန်ရွာဇလန်းလေးကိုတင်ဆက်ပြီးတော့မှဖြစ်လို့ကျွန်တော်နဲ့အတူလိုက်ပါခံစားနာဆင်ပေးဖို့တစ်ဆက်တည်းဖိတ်ခေါ်လိုက်ပါတယ်အစဉ်သင့်ဖြစ်ပြီးဆိုစလိုက်ကြရအောင်မြူဖြူတောင်ရဲ့ရှေးဟောင်းခမ်းမကြီးထဲမှာဓမ္မမဏိယတနာဟာခန့်စော်ရဲ့ရှေ့မှာပြန်ဝဲနေတယ်ရွှေရောင်အလင်းနှံတွေကတခန်းလုံးကိုလင်းထိန်စေတယ်ငွေမျက်နှာဖုံးရဲ့မျက်လုံးတွေကျဲသွားတယ်မဖြစ်နိုင်ဘူးဓမ္မမဏိကမင်းကိုတကယ်ရွေးချယ်လိုက်တာလားခန့်စော်ရဲ့လက်ထဲကိုဓမ္မမဏိဖြည်းဖြည်းချင်းဆင်းသက်လာတယ်ထိလိုက်တဲ့အခိုက်အတန့်မှာရွှေရောင်အလင်းတိုင်ကြီးကောင်းကင်ထိထိုးတက်သွားတယ်ခန့်စော်ရဲ့စိတ်ထဲမှာအတန်တတန်ကြားလိုက်ရတယ်အလင်းအမွေဆက်ခံသူလူတို့ကိုကာကွယ်လော့အမှောင်ကိုမုန်းတီးခြင်းဖြင့်မနိုင်မေတ္တာဖြစ်တာနိုင်မည်ခန့်စော်မျက်လုံးဖွင့်လိုက်တယ်သူ့ရဲ့ကိုယ်ပေါ်မှာရွှေရောင်အမှတ်သားတစ်တွေပေါ်လာတယ်သုံးယောက်သားဤပေါင်းစည်းစွမ်းအားမင်းတစ်ရှိတက်လာတယ်ဆရာအခုအဆုံးသတ်လိုက်ရအောင်ဇွဲခန့်လဲကျန်းစာကိုဖွင့်လိုက်တယ်ကျွန်တော်တို့အတူတူရှိတယ်ခန့်စော်ပြုံးလိုက်တယ်ဟုတ်တယ်ဒီတိုက်ပွဲကငါတယောက်တည်းရဲ့တိုက်ပွဲမဟုတ်ဘူးငါတို့၃ယောက်ရဲ့တိုက်ပွဲဓမ္မမဏိရဲ့စွမ်းအားမင်းတစ်ရဲ့တတိဇွဲခန့်ရဲ့ဉာဏ်ပညာစွမ်းအား၃ခုပေါင်းစည်းသွားတယ်ငွေမျက်နှာဖုံးနောက်ဆုတ်သွားတယ်မရဘူးငါရှုံးလို့မဖြစ်ဘူးသူ့ရဲ့ကိုယ်ထဲကအမှောင်စွမ်းအားအလုံးထုတ်လွှတ်လိုက်တယ်ကောင်းကင်တစ်ခုလုံးမဲမှောင်သွားတယ်ဒါပေမဲ့ခန့်စော်ကလက်မြောက်လိုက်တယ်ဓမ္မမဏိအလင်းတရားဝုန်းရွှေရောင်အလင်းလိုင်းကြီးထွက်သွားတယ်ငွေမျက်နှာဖုံးကိုဓာတ်ရိုက်ထိမှန်သွားတယ်အမှောင်စွမ်းအားတွေပြိုကွဲလာတယ်သူ့ရဲ့ငွေမျက်နှာဖုံးကွဲကျသွားတယ်ကလင်မျက်နှာဖုံးအောက်ကမျက်နှာကိုမြင်လိုက်တဲ့အခါဇွဲခန့်တုန်လှုပ်သွားတယ်ဟင်းဦးလေးကြီးအားလုံးအံ့ဩသွားကြတယ်အဲ့ဒီလူဟာဇွဲခန့်ရဲ့အဖေနဲ့အတူအမှောင်ကိုင်းကနေထွက်ပြေးခဲ့တဲ့လူဟောင်းတစ်ယောက်ဖြစ်နေတယ်ဇွဲခန့်မင်းကြီးလာပြီပဲသူ့မျက်လုံးထဲမှာမျက်ရည်တွေဝဲနေတယ်ဦးလေးဘာလို့ဒီလိုဖြစ်သွားတာလဲသူခေါင်းငုံလိုက်တယ်ငါအမှောင်စွမ်းအားကိုမလွန်ဆန်နိုင်ခဲ့ဘူးဒါပေမဲ့မင်းတို့ကငါထက်ပိုကောင်းတယ်အဲ့ဒီစကားပြောပြီးသူ့ခန္ဓာကိုယ်ကအလင်းမုံလေးတွေအဖြစ်ပြိုကွဲသွားတယ်အမှောင်ဘရင်ဤအရေးတိုက်ပွဲပြီးသွားပေမဲ့ခမ်းမကြီးရဲ့နံရံတစ်ဖက်မှာရှေးဟောင်းစာတန်းတစ်ခုပေါ်လာတယ်ဇွဲခန့်သွားဖတ်လိုက်တယ်ပြီးတော့မျက်နှာဖြူဖြော့သွားတယ်ဆရာမကောင်းတော့ဘူးဘာဖြစ်လို့လဲဇွဲခန့်ကစာတန်းကိုပြလိုက်တယ်ဓမ္မယတနာ၄မျိုးစုစည်းသောနေ့တွင်အမှောင်ဘရင်နိုးထလာလိမ့်မည်မင်းတစ်အံ့ဩသွားတယ်ဒါဆိုငါတို့ယတနာစုနေတာကအမှောင်ဘရင်နိုးဖို့လမ်းဖွင့်နေတာလားခန့်စော်ရဲ့မျက်နှာတီးသွားတယ်သူတို့ထင်ထားတာထက်ဒီခီးဟာပိုပြီးအန္တရာယ်များနေပြီမြူဖြူတောင်ရဲ့ရှေးဟောင်းခမ်းမထဲမှာခန့်စော်မင်းတစ်နဲ့ဇွဲခန့်တို့၃ယောက်စာတန်းကိုစိုက်ကြည့်နေကြတယ်ဓမ္မယတနာ၄မျိုးစုစည်းသောနေ့တွင်အမှောင်ဘရင်နိုးထလာလိမ့်မည်မင်းတစ်ခေါင်းကုပ်လိုက်တယ်ဒါဆိုငါတို့ယတနာတွေဆက်ရှာတင်သေးလားဇွဲခန့်ကကျန်းစာကိုပြန်လှန်ကြည့်တယ်စာတန်းတစ်ပိုင်းပျောက်နေသေးတယ်အပြည့်စုံမဟုတ်သေးဘူးအဲ့ဒီအချိန်ခမ်းမအလဲကအဖြူရောင်ဝတ်လူအိုကြီးရှိတက်လာတယ်ဟုတ်တယ်မင်းတို့ဖတ်မိတာကတဝက်ပဲရှိသေးတယ်ခန့်စော်မေးလိုက်တယ်ကျန်တာကဘာလဲလူအိုကြီးကနယံကိုလက်တင်လိုက်တယ်ဝုန်းနယံပေါ်မှာစာတစ်တွေပေါ်လာတယ်ဓမ္မယတနာ၄မျိုးစုစည်းသောနေ့တွင်အမှောင်ဘရင်နိုးထလာလိမ့်မည်သို့သောအလင်းအမွေဆက်ခံသူရှိလျင်အမှောင်ကိုထာဝရချုပ်နှောင်နိုင်လိမ့်မည်၃ယောက်လုံးတပြင်းချလိုက်ကြတယ်ဒါဆိုယတနာတွေကိုရှာဖို့လိုသေးတာပေါ့ဟုတ်တယ်ဒါပေမဲ့အချိန်မများတော့ဘူး
လူအိုကြီးရဲ့မျက်နှာတီကြည်လာတယ်အမှောင်ကိုင်းကလည်းကြံတဲ့ယတနာတွေကိုလိုက်ရှာနေပြီဒုတိယယတနာဤတဲလွန်စအဲ့ဒီနောက်လူအိုကြီးကမြေပုံဟောင်းတစ်ခုထုတ်ပေးလိုက်တယ်ဒုတိယယတနာဓမ္မတာဘယ်မှရှိလဲမင်းတစ်စိတ်ဝင်စားစွာမေးလိုက်တယ်မိုးကြိုးတောင်ဇွဲခန့်အံ့ဩသွားတယ်ကျန်းစာထဲကဒဏ္ဍာရီတောင်လူအိုကြီးခေါင်းညိတ်လိုက်တယ်နှစ်ပေါင်း1000လောက်ဘယ်သူမှမတတ်နိုင်ခဲ့တဲ့တောင်မိုးကြိုးတွေအမြဲပြစ်နေတဲ့နေရာခန့်စော်ရဲ့မျက်လုံးတွေတောက်ပလာတယ်ဒါဆိုသွားကြမယ်အရေးထဲကလူအဲ့ဒီည3ယောက်သားမြူဖြူတောင်ကနေထွက်လာကြတယ်ဒါပေမဲ့သူတို့မသိတဲ့နေရာတစ်ခုမှာအရေးတစ်ခုရက်ကြည့်နေတယ်ဟာဓမ္မမဏိတောင်ရသွားပြီပေါ့အဲ့ဒီလူရဲ့မျက်နှာတစ်ဝက်ဟာအမာရွတ်တွေနဲ့ပြည့်နေတယ်သူဟာတောင်နီတောင်မှာရှုံးနှင်းခဲ့တဲ့အရေး3ပါးရဲ့ပထမဖွဲ့ဝင်ပဲဆရာကြီးကိုသတင်းပို့ရမယ်အလင်းအမွေဆက်ခံသူကထင်ထားတာထက်မြန်ကြီးထွာလာနေပြီမိုးကြိုးတောင်တို့9ရက်ကြာခီးနှင်ပြီးနောက်အဝေးမှာတိမ်မဲကြီးတွေဖုံးအုပ်ထားတဲ့တောင်ကြီးတစ်လုံးပေါ်လာတယ်ဒါပဲမိုးကြိုးတောင်ချင်းမိုးကြိုးတစ်ချက်ပစ်ချလိုက်တယ်တောင်ထိပ်တစ်ခုလုံးအလင်းရောင်တောက်သွားတယ်မင်းတစ်တောင်လန့်သွားတယ်ဒီနေရာမှာယတနာရှိတယ်ဆိုတာသိချလားဇွဲခန့်ပြုံးလိုက်တယ်မသိချရင်လဲငါတို့ပြန်လှည့်မလားမလှည့်ဘူးမင်းတစ်ချက်ချင်းပြန်ဖြေလိုက်တယ်3ယောက်လုံးရဲမိသွားကြတယ်ဒါပေမဲ့တောင်ထိပ်ပေါ်မှာလူမဲဝတ်ယုံနဲ့လူတစ်ယောက်ရက်နေတယ်သူ့လက်ထဲမှာအနက်ရောင်ဓာတ်ရှည်တစ်ချောင်းသူ့မျက်လုံးတွေကအနီရောင်တောက်နေတယ်နောက်ဆုံးတော့ရောက်လာကြပြီပေါ့သူဟာအရေး3ပါးတဲကနောက်ဆုံးကြံရှိတဲ့အဖွဲ့ဝင်ဖြစ်နေတယ်မိုးကြိုးတောင်ချီမှာခန့်စော်မင်းတစ်နဲ့ဇွဲခန့်တို့3ယောက်ရက်နေကြတယ်ကောင်းကင်တစ်ခုလုံးတိမ်မဲတွေဖုံးနေတယ်မိုးကြိုးတစ်ချက်ပစ်ချလိုက်တယ်တောင်ထိပ်ပေါ်မှာရက်နေတဲ့လူမဲဝတ်ယုံနဲ့လူရဲ့ပုံရိပ်ကိုခဏမြင်လိုက်ရတယ်သူပဲအရေး3ပါးရဲ့နောက်ဆုံးအဖွဲ့ဝင်ဇွဲခန့်ကတိုးပြောလိုက်တယ်သူ့လက်ထဲမှာအနက်ရောင်ဓာတ်ရှည်ကြီးတစ်ချောင်းဓာတ်ကနေအမှောင်ငွေ့တွေထွက်နေတယ်ဒီတယောက်ကအရန်အနေရများတယ်မိုးကြိုးတောင်ဤတက်လန်း3ယောက်သားတောင်ပေါ်တက်လာကြတယ်တောင်လန်းကအရန်ကြမ်းတမ်းတယ်ကြောက်တုံးကြီးတွေ6ကမ်းပါးတွေမိုးကြိုးပြစ်နေတဲ့လမ်းကြောင်းတွေဒါပေမဲ့ခီးတစ်ဝက်လောက်ရောက်တဲ့အခါလမ်းအလယ်မှာလူတစ်ယောက်ထိုင်နေတယ်စပင်ဖြူကျောမှာဓာတ်ရှည်တစ်ချောင်းလွယ်ထားတယ်ဟင်းဘသူလဲမင်းတစ်မေးလိုက်တယ်လူအိုကြီးကမျက်လုံးဖွင့်လိုက်တယ်သူ့မျက်လုံးတွေကမိုးကြိုးလိုတောက်ပနေတယ်မင်းတို့ဓမ္မတားကိုလာရှာတာလားဟုတ်ပါတယ်ခန့်စော်ပြန်ဖြေလိုက်တယ်လူအိုကြီးကပြုံးလိုက်တယ်ဒါဆိုငါ့ကိုကြော်ရမယ်ဒါသခင်ဇွဲခန့်အံ့ဩသွားတယ်မဖြစ်နိုင်ဘူးဆရာမိုးကြိုးသားသခင်မင်းတစ်မေးလိုက်တယ်ဘသူလဲဒဏ္ဍာရီထဲကဓာပညာရှင်နှစ်ပေါင်းရာချီအသက်ရှင်နေတယ်လို့ပြောကြတယ်မိုးကြိုးသားသခင်ကရေးလိုက်တယ်ရာချီတော့မဟုတ်ဘူးဒါပေမဲ့မင်းတို့ကိုစမ်းတက်ရအောင်မယ်သူမတ်တက်ရက်လိုက်တယ်ဝိဓားကိုထုတ်လိုက်တဲ့အတန်တစ်ခုတည်းနဲ့လေတူးတစ်ခုလုံးတုန်ခါသွားတယ်မင်းတစ်ရဲ့မျက်လုံးတွေတောက်ပလာတယ်သူ့ဘဝမှာဒီလောက်ပြင်းထန်တဲ့ဓာတ်ဆွမ်းအားမျိုးမမြင်ဘူးမင်းတစ်ဤစမ်းတက်မှုမိုးကြိုးသားသခင်ကမင်းတစ်ကိုလက်ညှိုးထိုးလိုက်တယ်မင်းရှေ့တက်ခဲ့မင်းတစ်အံ့ဩသွားတယ်ကျွန်တော်လားဟုတ်တယ်ဓာသမားတစ်ယောက်ရဲ့နှလုံးသားကိုငါကြည့်ချင်တယ်မင်းတစ်ရှေ့တက်လာတယ်ဝီမိုးကြိုးသားသခင်ကခုတ်ချလိုက်တယ်မျက်လုံးနဲ့မင်းတစ်မမြင်လိုက်ရဘူးခုတ်သူ့ဓာလက်ထဲကလွတ်ထွက်သွားတယ်ဘာ
မင်းတစ်အံ့ဩသွားတယ်ထက်လာနောက်တစ်ကြိမ်ထက်ရှုံးတယ်နောက်တစ်ကြိမ်ထက်ရှုံးတယ်10 ကြိမ်တိုင်းမင်းတစ်မနိုင်ဘူးဓာ၏အထိပ္ပယ်မိုးကြိုးသားသခင်ကဓာကိုသိမ်းလိုက်တယ်ဘာကြောင့်ဓာကိုကင်တာလဲမင်းတစ်ခဏစဉ်းစားတယ်တငယ်ချင်းတွေကိုကာကွယ်ဖို့လူတွေကိုကူညီဖို့မိုးကြိုးသားသခင်ပြုံးလိုက်တယ်အဖြေမှန်ပဲဓာကတက်ဖို့မဟုတ်ဘူးကာကွယ်ဖို့အဲ့ဒီအချိန်ဝုန်းတောင်ထိပ်ဘက်ကအမှောင်စွမ်းအားကြီးတစ်ခုပေါက်ကွဲထွက်လာတယ်အရေး3ပါးရဲ့နောက်ဆုံးအဖွဲ့ဝင်ရောက်လာပြီသူ့လက်ထဲကအနက်ရောင်ဓာဟာတွေးနီရောင်တောက်ပနေတယ်စမ်းသက်ပွဲပြီးပြီအခုဓမ္မဓာကိုငါယူတော့မယ်မိုးကြိုးသားသခင်ရဲ့မျက်နှာတီးသွားတယ်အမှောင်ဓာမင်းကတွေးသားသခင်ပဲအရေး3ပါးရဲ့နောက်ဆုံးအဖွဲ့ဝင်ရေးလိုက်တယ်ဟုတ်တယ်ဒီနေ့မှာအလင်းရောအမှောင်ရောအဆုံးဖြတ်ပေးကြတာပေါ့မိုးကြိုးတစ်ချက်တောင်ထိပ်ကိုပြစ်ချလိုက်တယ်မိုးကြိုးအလင်းရောင်ကြားမှာဓာသခင်2ယောက်ရဲ့တိုက်ပွဲကြီးစတင်တော့မယ်မိုးကြိုးတောင်ထိပ်လေမုန်တိုင်းတွေတိုက်ခတ်နေတယ်မိုးကြိုးတစ်ချက်ကောင်းကင်ကိုဖျက်ဆီးသွားတယ်မိုးကြိုးအလင်းရောင်ကြားမှာမိုးကြိုးဓာသခင်နဲ့တွေးဓာသခင်တို့မျက်နှာချင်းဆိုင်ရက်နေကြတယ်2ယောက်စလုံးရဲ့ဓာတွေကကြောက်မက်ဖွယ်စွမ်းအားတွေထုတ်လွှတ်နေတယ်ခန့်စော်တို့3ယောက်တောင်အနားမကက်ရဲကြဘူးအနှစ်50မိုးကြိုးဓာသခင်ပြောလိုက်တယ်မင်းနဲ့ပြန်တွေ့ရပြီတွေးဓာသခင်ရေလိုက်တယ်ဆရာတူညီအကိုတွေဖြစ်ခဲ့တာကြာပြီပဲမင်းတစ်အံ့ဩသွားတယ်သူတို့ကညီကိုတွေလားဇွဲခန့်ကောင်းညှိလိုက်တယ်ကျမ်းစာထဲမှာရေးထားတယ်သူတို့2ယောက်ကဆရာတူတွေတယောက်ကအလင်းလန်းကိုရွေးတယ်တယောက်ကအမှောင်လန်းကိုရွေးတယ်တိုက်ပွဲစတင်ခြင်းဝုန်းတွေးဓာသခင်အရင်ဆုံးလှုပ်ရှားလိုက်တယ်သူ့ရဲ့အနက်ရောင်ဓာကတွေးနီရောင်မီးတောက်တွေထွက်လာတယ်တွေးလိုက်တာဝီဓာလိုင်းကြီးတစ်ခုထွက်သွားတယ်ကလင်မိုးကြိုးဓာသခင်တားလိုက်တယ်ဓာနှစ်ချောင်းထိမိတဲ့အချိန်တောင်ထိပ်တစ်ခုလုံးတုန်ခါသွားတယ်ကြောက်တုံးတွေပောက်ကွဲကုန်တယ်ဒါကလူရဲ့စွမ်းအားဟုတ်ရဲ့လားမင်းတစ်မယုံနိုင်အောင်ဖြစ်သွားတယ်နောက်ဆုံးသင်ခန်းစာတိုက်ပွဲကြာလာတာနဲ့အမျှမိုးကြိုးဓာသခင်နောက်ဆုတ်လာရတယ်သူအသက်ကြီးနေပြီတွေးဓာသခင်ကတော့အမှောင်စွမ်းအားကိုအသုံးပြုနေတယ်ဟာဟာဟာအခုမင်းမနိုင်တော့ဘူးအဲ့ဒီအချိန်မိုးကြိုးဓာသခင်ကမင်းတစ်ကိုလှည့်ကြည့်လိုက်တယ်ကောင်းလေးဓာကိုထုတ်မင်းတစ်အံ့ဩသွားတယ်ကျွန်တော်လားဟုတ်တယ်မင်းရဲ့အချိန်ရောက်ပြီမင်းတစ်ဓာကိုဆွဲထုတ်လိုက်တယ်မိုးကြိုးဓာသခင်ကသူ့ရဲ့ဓာကိုမြှောက်လိုက်တယ်ဒီဓာမိုးကြိုးဓာဒီနေ့ကစပြီးမင်းကိုအနှံတယ်ဘာခန့်စော်နဲ့ဇွဲခန့်အံ့ဩသွားတယ်ဆရာကြီးမလုပ်ပါနဲ့မိုးကြိုးဓာသခင်ပြုံးလိုက်တယ်ငါအချိန်ကုန်ပြီအခုလူငယ်တွေရဲ့ခေတ်မိုးကြိုးဓာအမွေဆက်ခံသူဝုန်းမိုးကြိုးဓာကမင်းတစ်ရဲ့လက်ထဲကိုပြန်လာတယ်ထိလိုက်တဲ့အခိုက်အတန့်မှာမိုးကြိုးတွေခန္ဓာကိုယ်တစ်လျှောက်စီးဆင်းသွားတယ်မင်းတစ်ရဲ့မျက်လုံးတွေအပြာရောင်တောက်ပတ်လာတယ်အာကောင်းကင်ကမိုးကြိုးတွေသူ့စီစုဝေးလာတယ်တွေးဓာသခင်ရဲ့မျက်နှာပြက်သွားတယ်မဖြစ်နိုင်ဘူးသူကအမွေဆက်ခံသူဖြစ်သွားပြီလားနောက်ဆုံးဓာချက်မိုးကြိုးဓာသခင်ကနောက်ဆုံးအင်အားနဲ့ပြုံးလိုက်တယ်မင်းတစ်ဓာကိုလူတွေကောင်းကျိုးအတွက်သုံးပါဆရာကြီးကျွန်တော်ကတိပေးတယ်မင်းတစ်မျက်ရည်ဝဲလာတယ်အဲ့ဒီအချိန်တွေးဓာသခင်အော်ဟစ်လိုက်တယ်မရဘူးဝုန်းအမောင်စွမ်းအားလုံးစူးစီးလာတယ်ခန့်စော်မင်းတစ်ဇွဲခန့်တို့3ယောက်တပြိုင်တည်းရှိတက်လိုက်တယ်
အလင်းတမတ်ဆက်မိုးကြိုးတာကျန်းစာမဟာမန္တန်ဝုံစွမ်းအားသုံးခုပေါင်းစည်းသွားတယ်အလင်းတန်းကြီးကတွေးထားသခင်ကိုထိမှန်သွားတယ်အမောင်စွမ်းအားတွေပြိုကွဲကုန်တယ်တွေးထားသခင်ဒူးထောက်ကျသွားတယ်ဒါပေမဲ့တေခါနီးမှာသူရေလိုက်တယ်ဟာမင်းတို့နိုင်နဲ့ထင်နေတာလားအမောင်ဘရင်နိုးလာတော့မယ်တတိယယတနာကိုငါတို့ဆရာကြီးရသွားပြီဘာခန့်စော်တို့၃ယောက်အံ့ဩသွားတယ်တွေးထားသခင်ရဲ့ခန္ဓာကိုယ်ကအမုံမွားတွေဖြစ်ပြီးပျောက်ကွယ်သွားတယ်မိုးကြိုးတောင်ပေါ်မှာတိတ်ဆိတ်မှုပြန်လဲကြားရောက်လာတယ်ဒါပေမဲ့ခန့်စော်တို့တီးလိုက်ပြီသူတို့နောက်ကျနေပြီအမောင်ကိုင်းဟာတတိယယတနာကိုရရှိသွားပြီမိုးကြိုးတောင်ကဆင်းလာပြီးနောက်ခန့်စော်တို့၃ယောက်ရဲ့စိတ်ထဲမှာလေးလံမှုတွေရှိနေတယ်တတိယယတနာကိုအမောင်ကိုင်းကရသွားပြီအခုဆိုဓမ္မယတနာ၄မျိုးတည်းက2မျိုးကခန့်စော်တို့လက်ထဲမှာ1မျိုးကအမောင်ကိုင်းလက်ထဲမှာကျန်တာ1မျိုးပဲရှိတော့တယ်တောင်ပေါ်ကျောင်းကိုပြန်ရောက်တဲ့အခါဘိုးတော်ဦးဝိစာကသူတို့ကိုစောင့်နေတယ်မင်းတို့ပြန်လာပြီပဲခန့်စော်ခေါင်းငုံလိုက်တယ်ဘိုးကျွန်တော်တို့နောက်ကျသွားတယ်အမောင်ကိုင်းကတတိယယတနာကိုရသွားပြီဘိုးတော်ကခဏတိတ်ဆိတ်သွားတယ်ပြီးတော့တက်ပြင်းရှည်ကြီးချလိုက်တယ်ဒီနေ့ရောက်လာမယ်ဆိုတာငါသိထားတယ်ဘာဇွဲခန့်အံ့ဩသွားတယ်ဘိုးသိထားပြီးသားလားဘိုးတော်မျက်နှာတီးသွားတယ်အမောင်ဘရင်နိုးလာမဲ့ကံကြမ္မာကိုဘယ်သူမှမတားနိုင်ဘူးဒါပေမဲ့ဘယ်သူအနိုင်ရမလဲဆိုတာတော့ပြောင်းလဲနိုင်တယ်တစ္ဆာဖောက်ဤအရေးအဲ့ဒီညကျောင်းဝင်းထဲမှာလေပြင်းတွေတိုက်ခတ်နေတယ်ခန့်စော်အိတ်မပျော်ဘူးသူတယောက်တည်းကျောင်းအနောက်ဘက်တော်ထဲလမ်းလျှောက်သွားတယ်အဲ့ဒီအချိန်အတန်တတန်ကြားလိုက်ရတယ်ခန့်စော်သူလှည့်ကြည့်လိုက်တယ်တစ်ပင်ကြားထဲမှာလူမဲဝတ်ယုံနဲ့လူတယောက်ရက်နေတယ်ဘသူလဲခန့်စော်သတိထားလိုက်တယ်အဲ့ဒီလူကခေါင်းဆောင်ကိုဖြုတ်ချလိုက်တယ်ဟင်းခန့်စော်မျက်လုံးပြူးကျဲသွားတယ်သူမထင်ထားတဲ့လူတယောက်ဖြစ်နေတယ်ဦးအောင်မြတ်ဘိုးတော်ဦးဝိစာရဲ့တပည့်ဟောင်းတစ်ချိန်ကအလင်းလန်းပညာရှင်ကြီးဒါပေမဲ့လွန်ခဲ့တဲ့10 နှစ်ကပျောက်ဆုံးသွားခဲ့သူခန့်စော်မင်းအနေနဲ့ရောက်နေပြီဘာကိုဆိုလိုတာလဲဦးအောင်မြတ်ရဲ့မျက်နှာမှာစိုးရိမ်မှုတွေရှိနေတယ်မင်းတို့ရှာနေတဲ့စတုထထတနာအမောင်ကိုင်းမရှာနိုင်သေးဘူးဒါပေမဲ့မင်းတို့အနားမှာတစ္ဆာဖောက်တစ်ယောက်ရှိတယ်ဘာခန့်စော်တုန်လှုပ်သွားတယ်ဘသူလဲဦးအောင်မြတ်ပြန်ဖြေမဲ့အချိန်မှာဝုံအနက်ရောင်လှန်တစ်ချောင်းပြန်လာတယ်သတိထားခန့်စော်ဦးအောင်မြတ်ကိုဆွဲဖယ်လိုက်တယ်ဒါပေမဲ့နောက်ကျသွားပြီဖောက်လှန်ကဦးအောင်မြတ်ရဲ့ရင်ဘတ်ကိုထိုးဖောက်သွားတယ်ဦးလေးခန့်စော်ပြေးသွားတယ်ဦးအောင်မြတ်ရဲ့ပါးစပ်ထဲကသွေးတွေစီးကျလာတယ်ခန့်စော်သတိထားတစ္ဆာဖောက်ကသူကစကားမဆုံးခင်ဦးအောင်မြတ်ရဲ့မျက်လုံးတွေပိတ်သွားတယ်ဦးလေးခန့်စော်အော်ဟစ်လိုက်တယ်အဲ့ဒီအချိန်တစ်ပင်ထက်မှာရက်နေတဲ့အရေးတစ်ခုကိုမြင်လိုက်တယ်သူ့မျက်နှာကိုမမြင်ရဘူးဒါပေမဲ့လက်မောင်းမှာတော့အရိတ်ကိုင်းရဲ့အမှတ်တစိတ်ရှိနေတယ်ဟာနောက်ကျသွားပြီးခန့်စော်စတုထရတနာကိုငါတို့အရင်ရလိမ့်မယ်ဝုံအနက်ရောင်မီးခိုးတွေထွက်လာပြီးအရိတ်ပြောက်ကွယ်သွားတယ်ခန့်စော်လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားတယ်ဦးအောင်မြတ်တေဆုံးသွားပြီဒါပေမဲ့သူမတေခင်ပြောခဲ့တဲ့စကားတစ်ခွန်းကခန့်စော်ရဲ့စိတ်ထဲမှာလှုပ်ရှားနေတယ်မင်းတို့အနားမှာတစ္ဆာဖောက်တစ်ယောက်ရှိတယ်ဦးအောင်မြတ်တေဆုံးပြီးနောက်ကျောင်းတစ်ခုလုံးဝမ်းနည်းမှုတွေဖုံးလွှမ်းနေတယ်ခန့်စော်ကတော့တစ္ဆာဖောက်ကဘသူလဲဆိုတဲ့မေးခွန်းကိုပဲစဉ်းစားနေတယ်မင်းတစ်လား
ဇွဲခန့်လားဒါမှမဟုတ်အခြားတစ်ယောက်ယောက်လားအဲ့ဒီအချိန်ကျောင်းတကားရှိမှအမျိုးသမီးကြီးတစ်ယောက်ရောက်လာတယ်သူ့မျက်နှာမှာမျက်ရည်တွေအပြည့်ဆရာလေးကျမတို့ရွာကိုကယ်ပါဦးခန့်စော်ချက်ချင်းမေးလိုက်တယ်ဘာဖြစ်နေလို့လဲအတော့အမျိုးသမီးကြီးရဲ့အတန်တုံနေတယ်အင်းမရွာမှာတရေတွေထွက်နေတယ်တရေမင်းတစ်အံ့ဩသွားတယ်ညတိုင်းလူတွေပျောက်နေတယ်နောက်နေ့ကျရင်ရွာပြင်ကတင်ချိုင်းမှာအလောင်းတွေပြန်တွေ့တယ်ဇွဲခန့်မျက်မှောင်ကျုပ်လိုက်တယ်တာမန်တရေမဟုတ်ဘူးတခုခုရှိနေတယ်အင်းမရွာနောက်တစ်နေ့ခန့်စော်တို့၃ယောက်အင်းမရွာကိုရောက်လာတယ်ရွာတစ်ရွာလုံးတိတ်ဆိတ်နေတယ်နေဝင်တာနဲ့တကားတွေအကုန်ပိတ်ကုန်တယ်လူတစ်ယောက်မှအပြင်မထွက်ရဲဘူးဒီလောက်တောင်ကြောက်နေရတာလားမင်းတစ်ပြောလိုက်တယ်ရွာသူကြီးကအတန်တိုးတိုးနဲ့ပြန်ပြောတယ်တရေမလေးသူပြန်ရောက်လာပြီဘသူလဲရွာသူကြီးမျက်နှာဖြူဖြော့သွားတယ်ဒေါ်မဲရွှေလွန်ခဲ့တဲ့နှစ်ပေါင်း30ကဆုံးမဆိုပြီးမီးရှို့တက်ခဲ့တဲ့မိန်းမဘာခန့်စော်အံ့ဩသွားတယ်သူမသေးခင်တရွာလုံးကိုကျိန်စာတိုက်ခဲ့တယ်ငါပြန်လာမယ်ငါ့ကိုတက်ခဲ့တဲ့သူတွေရဲ့မျိုးဆက်တွေကိုခေါ်သွားမယ်ညသက်ခေါင်ည7နာရီရွာတစ်ရွာလုံးတိတ်ဆိတ်နေတယ်ရုတ်တရက်မိန်းမတစ်ယောက်ရေတံကြားလိုက်ရတယ်လေအေးတွေတိုက်လာတယ်ခန့်စော်တို့၃ယောက်အပြင်ထွက်ကြည့်လိုက်တယ်ရွာလမ်းမပေါ်မှာအဖြူရောင်အဝတ်စားနဲ့မိန်းမတစ်ယောက်ရက်နေတယ်စပင်ရှည်တွေကမျက်နှာကိုဖုံးထားတယ်ခြေထောက်တွေမြေကြီးကိုမထိဘူးလေထဲမှာမျောနေတယ်တရေမင်းတစ်ဓာတ်ကိုဆွဲထုတ်လိုက်တယ်ဒါပေမဲ့တရေမလေးရဲ့နောက်မှာအနက်ရောင်အရေးကြီးတစ်ခုပေါ်လာတယ်မျက်လုံးနီနီကြီးနှလုံးဥချိုကြီးနှစ်ချောင်းလူမဟုတ်တရေမဟုတ်ကဝေအဆောက်နှက်ဆိုးဇွဲခန့်អော်လိုက်တယ်ခန့်စော်ရဲ့မျက်နှာတီးသွားတယ်သူတို့ထင်ထားတာထက်ဒီရွာရဲ့လျှို့ဝှက်ချက်ကပိုပြီးကြောက်စရာကောင်းနေတယ်အင်းမရွာညတကောင်အချိန်အဖြူရောင်အဝတ်စားနဲ့တရေမလေးကရွာလန်းအလယ်မှာရက်နေတယ်သူ့နောက်မှာတော့ဥချိုကြီးနှစ်ချောင်းနဲ့နတ်ဆိုးကြီးတစ်ကောင်ရက်နေတယ်ခလားနတ်ဆိုးကြီးရဲ့အော်တန်ကြောင့်မြေကြီးတောင်တုန်ခါသွားတယ်မင်းတစ်ဓာတ်ကိုဆွဲထုတ်လိုက်တယ်ဆရာဒီတစ်ကောင်ကိုကျွန်တော်ရင်ဆိုင်မယ်ခန့်စော်ခေါင်းညှိလိုက်တယ်သတိထားဒီကောင်တာမန်နတ်ဆိုးမဟုတ်ဘူးနတ်ဆိုးနဲ့ဓာတ်သခင်ဝုန်းနတ်ဆိုးကြီးရှေ့ကိုခုန်ထွက်လာတယ်လက်သေးကြီးနဲ့မင်းတစ်ကိုကုတ်ချလိုက်တယ်ကလင်မိုးကြိုးဓာတ်နဲ့တားလိုက်တယ်မီးပွားတွေလွင့်စင်သွားတယ်အားကောင်းလိုက်တာမင်းတစ်နောက်ဆုတ်လိုက်ရတယ်အဲ့ဒီအချိန်ဇွဲခန့်ကကျန်းစာကိုဖွင့်လိုက်တယ်ဆရာဒီနတ်ဆိုးကကဝေမန်တန်နဲ့ချုပ်ထားတာဟုတ်တယ်သူ့နောက်မှာကဝေတစ်ယောက်ရှိတယ်တရေမလေးဤမျက်ရည်ခန့်စော်ကတရေမလေးစီလျှောက်သွားတယ်မင်းကဒေါ်မဲရွှေလားတရေမလေးခေါင်းမော့ကြည့်လိုက်တယ်စပင်တွေကြားကဝမ်းနဲ့နေတဲ့မျက်လုံးနှလုံးပေါ်လာတယ်ငါလက်စားချေခြင်းနဲ့ဘာကြောင့်လဲသူတို့ငါ့ကိုမတရားဆွဆွဲခဲ့တယ်ငါဆုံးမမဟုတ်ဘူးဒါပေမဲ့ငါ့ကိုမီးရှို့တက်ခဲ့တယ်တရေမလေးရဲ့မျက်လုံးထဲကမျက်ရည်တွေစီးကျလာတယ်ခန့်စော်တိတ်ဆိတ်သွားတယ်ဒီဝိညာဉ်ကမကောင်းဆိုးဝါးမဟုတ်ဘူးနာကျင်မှုတွေကြောင့်မလွတ်မြောက်နိုင်သေးတာပဲအမှောင်ကဝေရုတ်တရက်တောထဲကနေရေတံကြီးထွက်လာတယ်ဟာနောက်ဆုံးတော့တည်သွားပြီလားအနက်ရောင်ဝိယုံဝိအဖွားအိုတယောက်ထွက်လာတယ်လက်ထဲမှာအယိုးနဲ့လှုပ်ထားတဲ့တောင်ဝေးတစ်ချောင်းမျက်လုံးတွေကအစိမ်းရောင်တောက်နေတယ်ငါကကဝေမကြီးမယ်နန္ဒာဇွဲခန့်ရဲ့မျက်နှာပြက်သွားတယ်မကောင်းတော့ဘူး
သူကအမှောင်ကိုင်းရဲ့ကဝေတယောက်ကဝေမကြီးရေလိုက်တယ်ဒီရွာကဝိညာဉ်တွေကိုငါအသုံးပြုနေတာပြီးတော့စတုထရဏရဲ့ဒီနေရာကိုလည်းတည်ထားတယ်ဘာခန့်စောအံ့ဩသွားတယ်ဝိညာဉ်စစ်တပ်ကဝေမကြီးကတောင်ဝေးကိုမြေကြီးပေါ်ရိုက်ချလိုက်တယ်ဝုန်းတင်ချိုင်းကုန်းဘက်ကမြေတွေကွဲထွက်လာတယ်တယောက်နှစ်ယောက်10ယောက်အယိုးစုတွေထလာကြတယ်တရေဝိညာဉ်တွေပေါ်လာကြတယ်ရွာတစ်ရွာလုံးဝိညာဉ်စစ်တပ်ကြီးဖြစ်သွားတယ်မင်းတစ်ဓာတ်ကိုချစ်ချစ်ပါအောင်ဆုပ်ထားတယ်ဇွဲခန့်ကမနန်စာရွက်တွေထုတ်လိုက်တယ်ခန့်စော်ကပတိကိုကင်လိုက်တယ်သူတို့3ယောက်တီးလိုက်ပြီးဒီညဟာအင်းမရွာရဲ့ကံကြမ္မာကိုဆုံးဖြတ်မဲ့ညဖြစ်နေပြီကြလားနတ်ဆိုးကြီးအော်ဟစ်လိုက်တယ်ဝိညာဉ်စစ်တပ်ကလည်းတပြိုင်နက်တည်းချီတက်လာတယ်အင်းမရွာညတကောင်အချိန်ကဝေမကြီးမေနန္ဒာရဲ့မန္တန်ကြောင့်တင်ချိုင်းကုန်းတစ်ခုလုံးလှုပ်ရှားလာတယ်အယိုးစုစစ်တီတွေတရေဝိညာဉ်တွေအမောင်ငွေတွေရွာလန်းတွေတလျှောက်ပြည့်နှက်သွားတယ်ရွာသားတွေအိမ်ထဲမှာပုန်းနေကြတယ်ကြောက်ရွံ့ငိုကြွေးတန်တွေကြားနေရတယ်ဟာဟာဟာကဝေမကြီးရေလိုက်တယ်ဒီညကစပြီးအင်းမရွာဟာငါရဲ့ဝိညာဉ်နိုင်ငံဖြစ်တော့မယ်ဝိညာဉ်စစ်တပ်နဲ့တိုက်ပွဲကြောင်နတ်ဆိုးကြီးကရှေ့ကိုပြေးထွက်လာတယ်ဝီမင်းတစ်ရဲ့မိုးကြိုးသားတောက်ပလာတယ်မိုးကြိုးခုတ်ချက်ဝုန်းမိုးကြိုးတန်းကြီးတစ်ခုနတ်ဆိုးကိုထိမှန်သွားတယ်ဒါပေမဲ့နတ်ဆိုးကြီးကပြန်ထလာတယ်ဘာမင်းတစ်အံ့ဩသွားတယ်ဇွဲခန့်ကအော်လိုက်တယ်သူ့ကိုကောက်ဝေမန္တန်နဲ့ချုပ်ထားတာကဝေမကြီးကိုမတားရင်မသေးနိုင်ဘူးတရေမလေးဤအမှန်တရားခန့်စော်ကဒေါ်မဲရွှေရဲ့ဝိညာဉ်ကိုကြည့်လိုက်တယ်မင်းတကယ်လက်စားချေချင်တာလားတရေမလေးငြိမ်သက်သွားတယ်ငါအမေကိုလွမ်းတယ်ငါမောင်လေးကိုလွမ်းတယ်ငါတည်တဲ့နေ့မှာဘယ်သူမှငါစကားမယုံခဲ့ဘူးမျက်ရည်တွေစီးကျလာတယ်ငါအိမ်ပြန်ခြင်းနဲ့ခန့်စော်စိတ်မကောင်းဖြစ်သွားတယ်ဒီဝိညာဉ်ဟာအမှောင်မဟုတ်ဘူးနာကျင်မှုတွေကြားမှာပိတ်မိနေတဲ့လူတစ်ယောက်ပဲကျိန်စာကြီးအရင်မြင့်ဇွဲခန့်ကကျန်းစာကိုဖတ်နေတယ်ရုတ်တရက်ဆရာတွေ့ပြီဘာတွေ့တာလဲဒေါ်မဲရွှေတည်တဲ့အချိန်သူ့ရဲ့အယိုးတစ်စိတ်တစ်ပိုင်းကိုကောက်ဝေးမကြီးယူထားခဲ့တယ်အဲ့ဒါကြောင့်ဝိညာဉ်ကမလွတ်မြောက်နိုင်တာခန့်စော်ခေါင်းညှိလိုက်တယ်ဒါဆိုအယိုးကိုရှာရမယ်ကဝေမကြီးဤလှုပ်ဝက်တစ်တာခန့်စော်အာယုံစူးစိုက်လိုက်တယ်ဓမ္မမဏိရဲ့အလင်းစွမ်းအားကတောနက်ထဲကတနေရာကိုညွှန်ပြနေတယ်အဲ့ဒီမှာကြောက်ကူငယ်တစ်ခုရှိနေတယ်ကူအလယ်မှာအနက်ရောင်တစ်တာတစ်လုံးအဲ့ဒီတစ်တာထဲမှာဒေါ်မဲရွှေရဲ့လက်ကောက်ရိုးတစ်ချောင်းရှိနေတယ်မရဘူးကဝေမကြီးအော်ဟစ်လိုက်တယ်အဲ့ဒါမဖြတ်နဲ့နောက်ဆုံးမှန်တမ်းကဝေမကြီးလက်နှစ်ဖက်မြောက်လိုက်တယ်ဝုန်းကောင်းကင်တစ်ခုလုံးမဲမှောင်သွားတယ်နတ်ဆိုးကြီးပိုကြီးလာတယ်ဝိညာဉ်စစ်တပ်ကလည်းပိုမိုကြမ်းတမ်းလာတယ်ငါ့ကိုတားလို့မရဘူးဒီရွာကလူတွေအားလုံးငါနဲ့အတူတည်ရမယ်ခန့်စော်မျက်လုံးမိတ်လိုက်တယ်ဘိုးတော်ရဲ့စကားကိုသတိရသွားတယ်အမှောင်ကိုအလင်းနဲ့အနိုင်ယူနိုင်တယ်ဒါပေမဲ့နာကျင်မှုကိုတော့မေတ္တာနဲ့ပဲကုစားနိုင်တယ်ခန့်စော်တရေမလေးဘက်လှည့်လိုက်တယ်ဒေါ်မဲရွှေမင်းကိုမေ့မထားပါဘူးမင်းရဲ့အမှန်တရားကိုငါပြန်ဖော်ပေးမယ်အခုအနားယူလိုက်တော့လွတ်မြောက်ခြင်းဝုန်းခန့်စော်ရဲ့လက်ထဲကအလင်းတန်းကြီးထွက်လာတယ်ဒေါ်မဲရွှေရဲ့အယိုးကိုဖုံးလွှမ်းသွားတယ်အဲ့ဒီအချိန်တရေမလေးရဲ့မျက်နှာကတဖြည်းဖြည်းပြောင်းလဲလာတယ်ကြောက်စရာကောင်းတဲ့ပုံစံပျောက်သွားတယ်နူးညံ့တဲ့မျက်နှာလေးပြန်ပေါ်လာတယ်သူပြုံးလိုက်တယ်ကျေးဇူးပါဆရာလေးအခုတော့
ကျမအိမ်ပြန်နိုင်ပြီသူ့ခန္ဓာကိုယ်ကအလင်းမုံလေးတွေဖြစ်ပြီးကောင်းကင်ထဲတက်သွားတယ်အာဒေါ်မေရွှေရဲ့ဝိညာဉ်လွတ်မြောက်သွားတာနဲ့နတ်ဆိုးကြီးအော်ဟစ်လိုက်တယ်ဝိညာဉ်စစ်တက်လဲပြိုကွဲကုန်တယ်ကဝေမကြီးရဲ့မဏ္ဍန်တွေပျက်စီးသွားတယ်ဒါပေမဲ့ကဝေမကြီးကမသေးခင်ရေမောလိုက်တယ်ဟာနောက်ကျသွားပြီစတုထရနာတရေဘရင်ရဲ့ခြိုင်ဝမ်းထဲမှာရှိတယ်အခုဆိုအမောင်ကိုင်းကအဲ့ဒီကိုသွားနေပြီတရေဘရင်ခန့်စော်တို့၃ယောက်အံ့ဩသွားတယ်ကဝေမကြီးရဲ့ခန္ဓာကိုယ်ကအနက်ရောင်မီးခိုးဖြစ်ပြိုကွဲသွားတယ်အင်းမရွာကိုတော့ကဲတင်နိုင်ခဲ့ပြီဒါပေမဲ့သူတို့ရဲ့နောက်ခရီးစဉ်ကပိုပြီးကြောက်စရာကောင်းနေတယ်အင်းမရွာကထွက်လာပြီးနောက်ခန့်စော်မင်းတစ်နဲ့ဆွဲခန့်တို့ဟာတရေဘရင်ရဲ့ကြိုင်ဝမ်းကိုဥတီထွက်ခွာလာကြတယ်ကဝေမကြီးမဲနန္နာမသေးခင်ပြောခဲ့တဲ့စကားတစ်ခွန်းကသူတို့ရဲ့စိတ်ထဲမှာပဲ့တင်ထက်နေတယ်စတုထရနာတရေဘရင်ရဲ့ခြိုင်ဝမ်းထဲမှာရှိတယ်တေမင်းတောင်ကြား၃ ရက် ၃ ညခီးနှင်ပြီးနောက်သူတို့ရောက်လာတဲ့နေရာကတောင်နှလုံးကြားကအလွန်နဲ့ဆိုင်တဲ့ခြိုင်ဝမ်းကြီးတစ်ခုနေမထွက်ဘူးငှက်တံမကြားရဘူးလေတောင်မတိုက်ဘူးထူးဆန်းစွာတိတ်ဆိတ်နေတယ်ဒီနေရာကအသက်ရှိတဲ့နေရာမဟုတ်တလို့ပဲမင်းတစ်တိုးတိုးပြောလိုက်တယ်ဇွဲခန့်ကကျန်းစာကိုဖွင့်ကြည့်လိုက်တယ်ဒီနေရာကိုတေမင်းတောင်ကြားလို့ခေါ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကစစ်ပွဲကြီးတစ်ခုဖြစ်ခဲ့တဲ့နေရာထောင်နဲ့ချီတဲ့လူတွေတေခဲ့တယ်ခန့်စော်ရဲ့မျက်နှာတီးသွားတယ်ဒါကြောင့်ဝိညာဉ်တွေမငြိမ်းချမ်းသေးတာပဲပျောက်ဆုံးနေတဲ့ရွာညနေဆောင်ချိန်မှာတောနက်ထဲကရွာဟောင်းတစ်ရွာတွေ့လိုက်ရတယ်ဒါပေမဲ့ရွာထဲမှာလူမရှိဘူးအိမ်တွေကဟောင်းနှွမ်းနေတယ်တကားတွေပွင့်နေတယ်အိုးခွက်ပကံတွေတောင်နေရာအတိုင်းရှိနေသေးတယ်ထူးဆန်းလိုက်တာဇွဲခန့်မျက်မှောင်ကျုပ်လိုက်တယ်လူတွေအကုန်ပဲရောက်သွားတာလဲရုတ်တရက်ကလေးရီအတန်တန်ကြားလိုက်ရတယ်မင်းတစ်လှည့်ကြည့်လိုက်တယ်အိမ်ဟောင်းတစ်လုံးရဲ့တရင်ပေါက်မှာအဖွားအိုတယောက်ရက်ကြည့်နေတယ်ဟင်းဒါပေမဲ့မျက်တောင်တစ်ခတ်တွင်အဖွားအိုပျောက်သွားတယ်တရေရွာညရောက်လာတာနဲ့ရွာတစ်ရွာလုံးပြောင်းလဲသွားတယ်မီးအိမ်တွေလင်းလာတယ်လူတန်တွေကြားလာရတယ်ကလေးတွေပြေးလွှားဆော့ကစားနေတယ်ဈေးသည်တွေအော်ရောင်းနေတယ်ဘာဖြစ်တာလဲမင်းတစ်အံ့ဩသွားတယ်ဇွဲခန့်မျက်နှာဖြူသွားတယ်မကောင်းတော့ဘူးဒါတရေရွာပဲတရေရွာဟုတ်တယ်ညရောက်ရင်ဝိညာဉ်တွေပြန်အသက်ဝင်တဲ့နေရာအဲ့ဒီအချိန်လူငယ်မိန်းကလေးတစ်ယောက်သူတို့ရှေ့ရောက်လာတယ်အဖြူရောင်ဝတ်စုံလေးဝတ်ထားတယ်မျက်နှာလေးကချောမောလှပတယ်ရှင်တို့ဒီကနေမြင်မြန်ထွက်သွားပါခန့်စော်အံ့ဩသွားတယ်မင်းကဘာတူလဲမိန်းကလေးကဝမ်းနဲစွာပြုံးလိုက်တယ်ကျမနမိတ်မေတီဒီရွာရဲ့နောက်ဆုံးဝိညာဉ်တွေးလက်နက်ကွန်းမေတီကခန့်စော်တို့ကိုရွာပြင်ဘက်ခေါ်သွားတယ်တောနက်ထဲမှာနက်ကွန်းအနီရောင်ကြီးတစ်ခုရှိနေတယ်အပေါ်မှာသွေးနီရောင်လှချမ်းအမတ်အသားဇွဲခန့်အံ့ဩသွားတယ်ဒါအမောင်ကိုင်းရဲ့သွေးလက်နက်ကွန်းမေတီခေါင်းညိတ်လိုက်တယ်တရေဘရင်ကိုချုပ်ထားတဲ့နေရာပြီးတော့စတုထရတနာရှိတဲ့နေရာရုတ်တရက်ဝုန်းမြေကြီးတွေလှုပ်ခါလာတယ်နက်ကွန်းတကားကြီးပွင့်သွားတယ်အထဲကအေးဆက်တဲ့အမှောင်ငွေ့တွေထွက်လာတယ်ဟာကြောက်မက်ဖွယ်ရေတံကြီးတစ်ခုပေါ်လာတယ်နက်ကွန်းအတွင်းမှာအေယာမအရေးကြီးတစ်ခုထွက်ပေါ်လာတယ်မျက်လုံးနှလုံးကမီးတောက်လိုနီးရဲနေတယ်နှစ်ပေါင်း300ငါစောင့်နေတာကြာပြီမေတီရဲ့မျက်နှာဖြူဖြော့သွားတယ်မကောင်းတော့ဘူးတရေဘရင်နိုးလာပြီသွေးလက်နက်ကွန်းရှိတရေဘရင်နိုးလာပြီမေတီရဲ့အတန်ကတုန်ခါနေတယ်နက်ကွန်းအတွင်းကအမှောင်ငွေ့တွေဟာ
ကောင်းကင်ထိတက်သွားတယ်ဝုန်းမြေကြီးတစ်ခုလုံးလှုပ်ခါသွားတယ်အေယာမအရေးကြီးကဖြည်းဖြည်းချင်းထင်ရှားလာတယ်အရက်10ပေကျော်မြင့်တယ်အနက်ရောင်တန်ချက်ကကြီးဝတ်ထားတယ်ခေါင်းပေါ်မှာတော့အယိုးတွေနဲ့လှုပ်ထားတဲ့တရဘူးတစ်ခုမျက်လုံးတွေကမီးတောက်လိုနီရဲနေတယ်ငါဝိညာဉ်သခင်တရေဘရင်အာဃာတတရေဘရင်ဤစွမ်းအားတရေဘရင်ကလက်တစ်ဖက်မြောက်လိုက်တယ်ဝုန်းခြိုင်ဝမ်းတစ်ခုလုံးမှာမြုပ်နှံထားတဲ့ဝိညာဉ်တွေနိုးလာတယ်ထောင်ပေါင်းများစွာသောတရေတွေတဆေတွေစစ်တီဝိညာဉ်တွေကောင်းကင်တစ်ခုလုံးပြည့်သွားတယ်မင်းတစ်တောင်မျက်နှာပြက်သွားတယ်ဒီလောက်များတာဘလို့တိုက်မလဲဇွဲခန့်ကကျန်းစာကိုဖွင့်လိုက်တယ်မတိုက်နိုင်ဘူးတရေဘရင်ကိုမချုပ်နိုင်ရင်ဒီဝိညာဉ်တွေအဆုံးမရှိထွက်လာလိမ့်မယ်မေတီဤလျှို့ဝှက်ချက်အဲ့ဒီအချိန်မေတီကခန့်စော်ရဲ့လက်ကိုဖမ်းလိုက်တယ်ဆရာလေးကျမပြောစရာရှိတယ်ဘာလဲမေတီရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာတယ်ကျမကဒီရွာရဲ့ဝိညာဉ်မဟုတ်ဘူးဘာကျမကတရေဘရင်ကိုချုပ်ထားတဲ့အဆောင်ဝိညာဉ်ခန့်စော်တို့3ယောက်အံ့ဩသွားတယ်နှစ်ပေါင်း300လုံးကျမတယောက်တည်းစောင့်ခဲ့တာဒါပေမဲ့အမောင်ကိုင်းကချုပ်နှောင်မှန်တန်ကိုဖျက်လိုက်တယ်ဝိညာဉ်တရဘူးမေတီကနတ်ကုန်းထဲကိုလက်ညှိုးထိုးပြလိုက်တယ်အလယ်မှာရွှေရောင်အလင်းတန်းတွေထွက်နေတဲ့ပစ္စည်းတစ်ခုရှိတယ်အဲ့ဒါဝိညာဉ်တရဘူးစတုထရနာခန့်စော်ရဲ့မျက်လုံးတွေတောက်ပသွားတယ်ဓမ္မယတနာ၄မျိုးတွေကနောက်ဆုံးယတနာအဲ့ဒါကိုရရင်တရေဘရင်ကိုပြန်ချုပ်နိုင်တယ်အမောင်ကိုင်းပေါ်လာခြင်းရုတ်တရက်ဟာဟာဟာရေတံကြီးတစ်ခုပေါ်လာတယ်နတ်ကုန်းအပေါ်ကကြောက်ဆောင်ပေါ်မှာလူ9ယောက်ရက်နေကြတယ်အားလုံးအနက်ရောင်ဝိယုံတွေဝတ်ထားတယ်အလယ်မှာတော့ငွေရောင်မျက်နှာဖုံးတက်ထားတဲ့လူတစ်ယောက်ခန့်စော်မျက်နှာတီးသွားတယ်အမောင်ကိုင်းငွေမျက်နှာဖုံးလူကပြုံးလိုက်တယ်မတွေ့တာကြာပြီနော်အလင်းအမွေဆက်ခံသူဇွဲခန့်မျက်လုံးပြူသွားတယ်သူကအမောင်ဘရင်ရဲ့ညာလက်ယုံအရေးဆရာကြီးတစ္ဆာဖောက်ဤမျက်နှာအဲ့ဒီအချိန်အမောင်ကိုင်းထဲကလူတစ်ယောက်ရှိထွက်လာတယ်သူခေါင်းဆောင်ကိုဖြုတ်ချလိုက်တယ်ဟင်းမင်းတစ်အံ့ဩစွာနောက်ဆုတ်သွားတယ်ဇွဲခန့်လည်းမယုံနိုင်တဲ့မျက်နှာနဲ့ကြည့်နေတယ်အဲ့ဒီလူဟာဘိုးတော်ဦးဝိစာရဲ့ကျောင်းမှာနှစ်ပေါင်းများစွာနေခဲ့တဲ့ကိုရင်တီဟဖြစ်နေတယ်မဖြစ်နိုင်ဘူးခန့်စော်တိုးတိုးပြောလိုက်တယ်ကိုရင်တီဟရေလိုက်တယ်ငါကအစကတည်းကအမောင်ကိုင်းကလူပဲမင်းတို့လှုပ်ရှားမှုအကုန်ငါသတင်းပို့ခဲ့တာခန့်စော်လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်လိုက်တယ်ဦးအောင်မြတ်ပြောခဲ့တဲ့တစ္ဆာဖောက်နောက်ဆုံးတော့ပေါ်လာပြီဒါပေမဲ့တရေဘရင်အမောင်ကိုင်းတစ္ဆာဖောက်အားလုံးတပြိုင်နက်ရောက်လာတဲ့ဒီအချိန်မှာခန့်စော်တို့ရဲ့အကြီးမားဆုံးတိုက်ပွဲကစတင်တော့မယ်သွေးလက်နက်ကွန်းရှိလေပြင်းတွေတိုက်ခတ်နေတယ်တရေဘရင်အာဃာတအမောင်ကိုင်းတစ္ဆာဖောက်ကိုရင်တီဟအားလုံးစုဝေးနေကြတယ်ဟာဟာဟာကိုရင်တီဟရေလိုက်တယ်ခန့်စော်မင်းတို့ဒီအထိရောက်လာတာတော့ပါတယ်ဒါပေမဲ့ဒီနေ့ကမင်းတို့ရဲ့နောက်ဆုံးနေ့ပဲမင်းတစ်ရှိတက်လာတယ်တစ္ဆာဖောက်ဘိုးဘိုးကမင်းကိုတားလို့ချစ်ခဲ့တာဘာလို့ဒီလိုလုပ်တာလဲကိုရင်တီဟရဲ့မျက်နှာတင်းမာသွားတယ်ချစ်တာငါလိုချင်တဲ့ပညာကိုမပေးခဲ့ဘူးခန့်စော်ရောက်လာတော့အမွေဆက်ခံသူဆိုပြီးအားလုံးကိုသူ့စီပေးခဲ့တယ်ငါကတော့အမြဲအရေးထဲမှာပဲနေရတယ်ခန့်စော်ငြိမ်သက်စွာကြည့်နေတယ်ဒါကြောင့်အမှောင်လန်းကိုရွေးခဲ့တာလားဟုတ်တယ်အာဏာရဖို့အင်အားရဖို့ငါဘာမဆိုလုပ်မယ်တရေဘရင်ဤစစ်တပ်ရုတ်တရက်
တရေဘရင်အာဂါတကဓာကြီးကိုမြှောက်လိုက်တယ်ဝုံမြေကြီးတွေကွဲထွက်လာတယ်ခြိုင်ဝန်းတစ်ခုလုံးကအယိုးစုစစ်တီတွေထလာကြတယ်ရှေးဟောင်းစစ်တီဝိညာဉ်တွေမြင်းစည်းတရေစစ်သားတွေအယိုးစုဗိုလ်ချုပ်ကြီးတွေထောင်တောင်းချီပြီးပေါ်လာကြတယ်မေဒီတောင်မျက်နှာဖြူသွားတယ်မကောင်းတော့ဘူးဒါကအာဂါတရဲ့အမှောင်စစ်တပ်မင်းတစ်ဤမိုးကြိုးမုန်တိုင်းကျွန်တော်သွားမယ်မင်းတစ်ကမိုးကြိုးသားကိုမြှောက်လိုက်တယ်ချင်းကောင်းကင်ကမိုးကြိုးတွေကျလာတယ်မိုးကြိုးမုန်တိုင်းဝုံမိုးကြိုးတန်းရာချီထွက်ပေါ်လာတယ်တရေစစ်သားရာပေါင်းများစွာပြိုကွဲသွားတယ်ဒါပေမဲ့နောက်ထပ်ရာထောင်ကြီးထပ်ထွက်လာတယ်အဆုံးမရှိဘူးမင်းတစ်အန်ကျိတ်လိုက်တယ်ဇွဲခန့်ဤမဟာမန္တန်ဇွဲခန့်ကကျမ်းစာကိုဖွင့်လိုက်တယ်စာမျက်နှာတွေလေထဲပြန်ဝဲလာတယ်အလင်းမဟာကာကွယ်ရေးမန္တန်ရွှေရောင်အလင်းကွင်းကြီးပေါ်လာတယ်ရွာဝိညာဉ်တွေအဆောက်ဝိညာဉ်တွေမေတီရဲ့စွမ်းအားတွေပါပေါင်းစည်းလာတယ်အမောင်စစ်တပ်ကိုတားဆီးထားနိုင်တယ်ဒါပေမဲ့အရေးဆရာကြီးကလက်တစ်ဖက်မြောက်လိုက်တယ်ဝုံအနက်ရောင်စွမ်းအားလိုင်းကြီးထွက်လာတယ်ဇွဲခန့်လွင့်ထွက်သွားတယ်ဇွဲခန့်စော်ပြေးသွားတယ်ဝိညာဉ်တရဖူဤခေါ်တန်အဲ့ဒီအချိန်နတ်ကုန်းအတွင်းကဝိညာဉ်တရဖူဟာတောက်ပလာတယ်ရွှေရောင်အလင်းတန်းတစ်ခုခန့်စော်စီရောက်လာတယ်သူ့စိတ်ထဲမှာအတန်တန်ကြားလိုက်ရတယ်အလင်းအမွေဆက်ခံသူစမ်းသပ်မှုနောက်ဆုံးအဆင့်ရောက်ပြီးဝိညာဉ်တရဖူကိုရလိုပါကကြောက်ရွံ့မှုကိုကြော်ဖြတ်ရမည်ရုတ်တရက်ခန့်စော်ရဲ့ပတ်ဝန်းကျင်အားလုံးပျောက်ကွယ်သွားတယ်သူတယောက်တည်းအမှောင်ထဲမှာရက်နေတယ်ရှေ့မှာတော့လူတယောက်ပေါ်လာတယ်မျက်နှာကိုမြင်လိုက်တဲ့အခါခန့်စော်ရဲ့နှလုံးခုန်ရက်သွားမလို့ဖြစ်သွားတယ်အဖေဟုတ်တယ်နှစ်ပေါင်းများစွာမတွေ့ခဲ့ရတဲ့သူ့ရဲ့အဖေဖြစ်နေတယ်ဒါပေမဲ့အဖေရဲ့မျက်လုံးတွေကအနက်ရောင်ဖြစ်နေတယ်ခန့်စော်မင်းငါ့ကိုစွန့်ပစ်ခဲ့တယ်မင်းကြောင့်ငါတည်ခဲ့ရတယ်မဟုတ်ဘူးခန့်စော်အော်ဟစ်လိုက်တယ်ဒါကအမှန်မဟုတ်ဘူးဒါပေမဲ့သူ့စိတ်ထဲကအနာဟောင်းတွေဝမ်းနည်းမှုတွေအပြစ်ခံစားချက်တွေအားလုံးပြန်ပေါ်လာတယ်ဝိညာဉ်တရဖူးရဲ့စမ်းသပ်မှုကတိုက်ပွဲမဟုတ်ဘူးခန့်စော်ရဲ့စိတ်နှလုံးကိုစမ်းသပ်နေတာဖြစ်တယ်အပြင်မှာတော့တရေဘရင်အာဂါတကနတ်ကွန်းစီတဖြည်းဖြည်းလျှောက်လာနေတယ်ဝိညာဉ်တရဖူးကိုသူသာအရင်ရသွားရင်အမောင်ဘရင်နိုးထလာဖို့တလန်းပဲလိုတော့မယ်အမောင်ကဘာထဲမှာခန့်စော်တယောက်တည်းရက်နေတယ်ရှေ့မှာတော့သူ့အဖေရဲ့ပုံရိပ်ခန့်စော်မင်းငါကိုကယ်နိုင်ခဲ့ရင်ငါတေးမှာမဟုတ်ဘူးအဲ့ဒီစကားကြောင့်ခန့်စော်ရဲ့နှလုံးသားနာကျင်သွားတယ်ငယ်စဉ်ကဆင်းရဲမှုအစာငတ်မှုအဖေဆုံးရှုံးမှုအရာအလုံးပြန်မြင်လာတယ်ငါသာပိုတော်ခဲ့ရင်ငါသာပိုအားကောင်းခဲ့ရင်ရုတ်တရက်မဟုတ်ဘူးအတန်တန်ကြားလိုက်ရတယ်အဲ့ဒီအတန်ဟာဘိုးတော်ဦးဝိဇ္ဇာရဲ့အတန်လူတိုင်းမှာမပြောင်းလဲနိုင်တဲ့အတိတ်ရှိတယ်ဒါပေမဲ့အနာဂတ်ကိုတော့ရွေးချယ်နိုင်တယ်ခန့်စော်ရဲ့မျက်လုံးထဲမျက်ရည်တွေဝဲလာတယ်သူနားလည်သွားပြီအတိတ်ကိုပြောင်းလဲဖို့မဖြစ်နိုင်ဘူးဒါပေမဲ့အခြားသူတွေအဲ့ဒီလိုမနာကျင်ရအောင်ကူညီနိုင်တယ်အဖေကျွန်တော်ကိုခွင့်လွှတ်လိုက်ပါပြီအဖေကိုလည်းခွင့်လွှတ်လိုက်ပါပြီအဲ့ဒီစကားပြောလိုက်တဲ့အချိန်အဖေရဲ့ပုံရိပ်ကပြုံးလိုက်တယ်တာအဖေခုံယူတယ်ဝုံအမောင်ကဘာကြီးပြိုကွဲသွားတယ်ဝိညာဉ်တရားဖူရွေးချယ်ခြင်းခန့်စော်မျက်လုံးဖွင့်လိုက်တဲ့အခါနတ်ကုန်းအလဲကိုပြန်ရောက်နေတယ်ဝိညာဉ်တရားဖူကသူ့ရှိမှပြန်ဝဲနေတယ်အလင်းအမွေဆက်ခံသူစမ်းသပ်မှုအောင်မြင်သည်ဝုံဝိညာဉ်တရားဖူဟာခန့်စော်ရဲ့ခေါင်းပေါ်ဖြည်းဖြည်းချင်းဆင်းသက်လာတယ်တ
တရဘူးထိလိုက်တဲ့အခိုက်အတန့်မှာကောင်းကင်တစ်ခုလုံးလင်းထိန်သွားတယ်ဝိညာဉ်ပေါင်းထောင်တောင်းချီပေါ်လာတယ်ဒါပေမဲ့သူတို့ရဲ့မျက်နှာတွေကငြိမ်းချမ်းနေတယ်အလင်းဘရင်နောက်ဆုံးတော့ရောက်လာပြီတရေဘရင်ဤဒေါသတရေဘရင်အာကာတအော်ဟစ်လိုက်တယ်မရဘူးဝိညာဉ်တရဖူကငါအပိုင်ဝုံဓာကြီးကိုမြှောက်လိုက်တယ်အမောင်ဝိညာဉ်တောင်းချပြီးခန့်စော်စီပြေးဝင်လာတယ်မင်းတစ်နဲ့ဆွဲခန့်လဲရှေ့တက်လာကြတယ်ဆရာကျွန်တော်တို့ရှိတယ်ဒီတစ်ခါအတူတူတိုက်မယ်အဆောင်ဝိညာဉ်များဤပြန်လဲနိုးထခြင်းအဲ့ဒီအချိန်မေတီရဲ့ကိုကအလင်းတန်းဖြစ်သွားတယ်နောက်မှာရှေးဟောင်းအဆောင်ဝိညာဉ်တွေတယောက်ပြီးတယောက်ပေါ်လာတယ်စစ်တီတော်များဘုန်းတော်ကြီးများပညာရှင်များယာပေါင်းများစွာအချိန်ရောက်ပြီးအမှောင်ကိုတားကြဝုံဝိညာဉ်စစ်တပ်နှစ်ဖက်တိုက်ခိုက်ကြတယ်ကောင်းကင်မှာမြေပြင်မှာတောင်ကြားတစ်ခုလုံးစစ်မြေပြင်ဖြစ်သွားတယ်အရေးဆရာကြီးဤလျှို့ဝှက်အစီအစဉ်ဒါပေမဲ့တိုက်ပွဲအလဲမှာအရေးဆရာကြီးကမတိုက်ဘူးသူပြုံးနေတာပဲကိုရင်တီဟကမေးလိုက်တယ်ဆရာကြီးဘာကိုစောင့်နေတာလဲအရေးဆရာကြီးကသွေးလက်နက်ကွန်းရဲ့အောက်ဖက်ကိုလက်ညှိုးထိုးပြလိုက်တယ်သူတို့မသိသေးဘူးဒီနက်ကွန်းအောက်မှာပြင်စမယတနာရှိတယ်ဘာကိုရင်တီဟအံ့ဩသွားတယ်ဓမ္မယတနာ၄မျိုးမဟုတ်ဘူးလားအရေးဆရာကြီးရေလိုက်တယ်လူတိုင်းအဲ့ဒီလိုထင်ကြတာဒါပေမဲ့လှုပ်ဝက်ယတနာတစ်မျိုးရှိသေးတယ်အဲ့ဒါကကံကြမ္မာကြောက်တုံးအဲ့ဒါကိုရတဲ့သူကအလင်းဘက်ဖြစ်ဖြစ်အမှောင်ဘက်ဖြစ်ဖြစ်ကဘာကြီးရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်တယ်ခန့်စော်တို့မသိသေးတဲ့နောက်ထပ်လှုပ်ဝက်ချက်တစ်ခုစတင်ပေါ်ထွက်လာခဲ့ပြီသွေးလက်နက်ကွန်းအတွင်းဝိညာဉ်စစ်တပ်နဲ့အမှောင်စစ်တပ်တို့ရဲ့တိုက်ပွဲကပုံမူပြင်းထန်လာတယ်မိုးကြိုးတွေပြစ်ကျနေတယ်အလင်းမှန်တန်တွေလင်းထိန်နေတယ်ဝိညာဉ်တွေရဲ့အော်ဟစ်တန်တွေကောင်းကင်တစ်ခုလုံးပြည့်နှက်နေတယ်ဒါပေမဲ့အရေးဆရာကြီးရဲ့မျက်နှာမှာတော့အပြုံးတစ်ခုရှိနေတုံးပဲအချိန်တန်ပြီးသူလက်နှစ်ဖက်ကိုမြှောက်လိုက်တယ်ဝုံနက်ကွန်းအောက်မြေပြင်တစ်ခုလုံးကွဲထွက်သွားတယ်အနက်ရောင်၆ကြီးတစ်ခုပေါ်လာတယ်၆ထဲကထူးဆန်းတဲ့နှလုံးခုန်တန်လိုအတန်တစ်ခုထွက်ပေါ်လာတယ်ဒုံဒုံဒုံခန့်စော်ရဲ့မျက်နှာတီးသွားတယ်ဒီအတန်ကမေတီတောင်တုန်လှုပ်သွားတယ်မဖြစ်နိုင်ဘူးသူနိုးလာနေပြီကံကြမ္မာကြောက်တုံး၆ကြီးရဲ့အလယ်မှာအပြာရောင်ရွှေရောင်အနက်ရောင်အလင်းတွေထွက်နေတဲ့ကြောက်တုံးကြီးတစ်တုံးရှိနေတယ်ကြောက်တုံးရဲ့ပတ်လည်မှာရှေးဟောင်းစာတန်းတွေလင်းထိန်နေတယ်ဇွဲခန့်ကကျန်းစာကိုအမြတ်ဖတ်လိုက်တယ်ဆရာဒါကတကယ်ရှိခဲ့တာပဲကံကြမ္မာကြောက်တုံးကဘာနှစ်ဖက်ကိုဟန်ချက်ညီအောင်ထိန်းထားတဲ့ယတနာမင်းတစ်ကဓားကိုချစ်ချစ်ပါအောင်ဆုပ်ထားတယ်အမှောင်ကိုင်းလက်ထဲရောက်သွားရင်အဆုံးပဲကိုရင်တီဟဤတစ္ဆာဖောက်မှုအဆုံးသက်ရုတ်တရက်ကိုရင်တီဟက၆ထဲကိုခုန်ဆင်းလိုက်တယ်ကံကြမ္မာကြောက်တုံးကငါအပိုင်မတော်နဲ့အရေးဆရာကြီးအော်လိုက်တယ်ဒါပေမဲ့နောက်ကျသွားပြီကိုရင်တီဟကြောက်တုံးကိုထိလိုက်တဲ့အခါဝုံအနက်ရောင်မီးတောက်တွေပေါက်ကွဲထွက်လာတယ်အာကိုရင်တီဟအော်ဟစ်လိုက်တယ်သူ့ခန္ဓာကိုယ်တဖြည်းဖြည်းပြိုကွဲလာတယ်ကံကြမ္မာကြောက်တုံးကစိတ်နှလုံးမတန့်စင်တဲ့သူကိုလက်မခံဘူးဆရာကြီးကဲပါအရေးဆရာကြီးကတော့အေးဆက်စွာကြည့်နေတယ်အတုံးမဝင်တော့တဲ့လူကိုငါမလိုဘူးကိုရင်တီဟရဲ့မျက်လုံးတွေဝမ်းနည်းမှုနဲ့ပြည့်သွားတယ်နောက်ဆုံးချိန်မှာခန့်စော်ကိုကြည့်ပြီးပြောလိုက်တယ်ငါမှားခဲ့တယ်ခွင့်လွတ်ပါစကားဆုံးတာနဲ့အလင်းမုံတွေဖြစ်ပြီးပျောက်ကွယ်သွားတယ်အမှောင်ဘရင်ဤပထမဆုံးအသက်ရှူတန်အဲ့ဒီအချိန်ဒုံးမြေကြီးတစ်ခုလုံးလှုပ်ခါသွားတယ်ကောင်းကင်မှာ
အေယာမအကြောင်းကြီးတစ်ခုပေါ်လာတယ်။အကြောင်းကြားတဲ့ကအေယာမမျက်လုံးကြီးတစ်လုံးပွင့်လာတယ်။အနီရောင်ကြောက်မက်ဖွယ်ရှေးဟောင်းအမှောင်စွမ်းအားတွေထွက်နေတယ်။မေတီဒူးထောက်ကျသွားတယ်။သူနိုးလာပြီ။ဇွဲခန့်အတန်တုံနေတယ်။အမှောင်ဘရင်မာရစ်ဆာခန့်စော်ဤဆုံးဖြတ်ချက်ကောင်းကင်ထက်ကမျက်လုံးကြီးကခန့်စော်ကိုစိုက်ကြည့်နေတယ်။အလင်းအမွေဆက်ခံသူနောက်ဆုံးတော့တွေ့ရပြီ။အတန်ကြီးကကောင်းကင်တစ်ခုလုံးတုန်ခါသွားစေတယ်။မင်းတစ်နဲ့ဇွဲခန့်တော်မတက်မရက်နိုင်ကြဘူး။ဒါပေမဲ့ခန့်စော်ကတော့ရှေ့တိုးသွားတယ်။ဝိညာဉ်တရဘူးဓမ္မမဏိအလင်းစွမ်းအားအလုံးပေါင်းစည်းလာတယ်။ငါမကြောက်ဘူး။ငါအတွက်မဟုတ်ဘူး။ငါကာကွယ်ရမယ့်လူတွေအတွက်အဲ့ဒီအချိန်ကံကြမ္မာကြောက်တုံးကတောက်ပတ်လာတယ်။ခန့်စော်ရဲ့လက်စီဖြည်းဖြည်းချင်းပြန်တန်းလာတယ်။အရေးဆရာကြီးရဲ့မျက်နှာပြတ်သွားတယ်။မရဘူး။ तू မရစေရဘူး။ဒါပေမဲ့နောက်ကျသွားပြီ။ကံကြမ္မာကြောက်တုံးဟာခန့်စော်ကိုရွေးချယ်လိုက်ပြီ။တွေးလက်နက်ကွန်ကောင်းကင်တစ်ခုလုံးအကွဲနေတယ်။အကြောင်းကြီးအတွင်းမှအမှောင်ဘရင်မာရစ်ဆာရဲ့အေယာမမျက်လုံးကြီးပွင့်နေတယ်။ကဘာတစ်ခုလုံးကိုကြည့်နေတယ်လို့ပဲ။အလင်းအမွေဆက်ခံသူမင်းငါကိုတားနိုင်မယ်ထင်သလား။အတန်ကြီးကမိုးချင်းတန်လိုပဲ့တင်ထက်သွားတယ်။ဒါပေမဲ့ခန့်စော်ကရှေ့တိုးလာတယ်။သူ့လက်ထဲမှာကံကြမ္မာကြောက်တုံးခေါင်းပေါ်မှာဝိညာဉ်တရဘူးရင်ဘတ်အနီးမှာဓမ္မမဏိယတနာအလင်းစွမ်းအားတွေစုဝေးလာတယ်။အရေးဆရာကြီးဤနောက်ဆုံးအစီအစဉ်မရဘူး။အရေးဆရာကြီးအော်ဟစ်လိုက်တယ်။သူ့လက်ထဲကတတိယယတနာအမှောင်ယတနာကိုထုတ်လိုက်တယ်။မာရစ်ဘရင်ကျွန်ုပ်၏အသက်ကိုပူဇော်ပါ၏။ဘာဇွဲခန့်အံ့ဩသွားတယ်။အရေးဆရာကြီးရဲ့ကိုယ်ထဲကစွမ်းအားတွေအကြောင်းကြီးတဲ့ကိုစီးဝင်သွားတယ်။ဝုန်းကောင်းကင်ကြီးပိုပြီးကွဲအပ်လာတယ်။မာရစ်ဆာရဲ့လက်တစ်ဖက်အကြောင်းကြားကနေထွက်လာတယ်။အေယာမလက်ကြီးတောင်တလုံးစာလောက်ကြီးမားတယ်။မင်းတစ်နဲ့ဇွဲခန့်ဤတစ္ဆာဆရာမင်းတစ်ရှိတက်လာတယ်။ဒီအထိအတူလာခဲ့ပြီးပြီ။နောက်ဆုံးအထိအတူတူတိုက်မယ်။ဇွဲခန့်လဲပြုံးလိုက်တယ်။တပည့်ဆိုတာခက်ခဲတဲ့အချိန်မှဆရာနားမှာရှိရတာ။ခန့်စော်ရဲ့မျက်လုံးတွေနှွေးထွေးလာတယ်။ငယ်စဉ်ကတယောက်တည်းဖြစ်ခဲ့တဲ့သူအခုတော့ယုံကြည်ရတဲ့ညီကိုနှစ်ယောက်ရှိနေပြီ။နောက်ဆုံးအလင်းဘိုးတော်ဦးဝိဇ္ဇာရဲ့ပုံရိပ်ကအလင်းထဲမှာပေါ်လာတယ်။ခန့်စော်ပညာဆိုတာတိုက်ခိုက်ဖို့မဟုတ်ဘူး။ကာကွယ်ဖို့မေတ္တာဟာအကြီးမားဆုံးစွမ်းအားပဲ။အဲ့ဒီအချိန်ခန့်စော်နားလည်သွားတယ်။အမှောင်ကိုမုန်းတီးလို့မနိုင်ဘူး။ကြောက်ရွံ့မှုကိုကြောက်ရွံ့လို့မကြော်နိုင်ဘူး။ဓမ္မအလင်းမဟာမန္တန်ခန့်စော်လက်နှစ်ဖက်မြောက်လိုက်တယ်။ဓမ္မမဏိဝိညာဉ်တရဘူးကံကြမ္မာကြောက်တုံးလူတို့ဤမေတ္တာအဖြစ်အလင်းတရားထွန်းလင်းပါစေဝုန်းအလင်းတန်းကြီးတစ်ခုကောင်းကင်ထိတက်သွားတယ်ရွာသားတွေဝိညာဉ်တွေအဆောက်နတ်တွေအကုန်လုံးရဲ့ကောင်းမြတ်တဲ့စိတ်ဆွမ်းအားတွေစုဝေးလာတယ်မာရစ်ဆာရဲ့လက်ကြီးကိုထိမှန်သွားတယ်အာအမှောင်ဘရင်ပထမဆုံးအော်ဟစ်လိုက်တယ်အဆုံးဖြတ်အလင်းနဲ့အမှောင်ကောင်းကင်တစ်ခုလုံးမှာထိတ်တိုက်တွေ့ကြတယ်မိုးကြိုးတွေမီးတောက်တွေဝိညာဉ်အလင်းတွေအားလုံးပေါင်းစည်းသွားတယ်နောက်ဆုံးမှာကလင်အမှောင်ယတနာကွဲသွားတယ်မဖြစ်နိုင်ဘူးအရေးဆရာကြီးရဲ့မျက်နှာပြတ်သွားတယ်မာရစ်ဆာရဲ့လက်ကြီးလဲအကြောင်းနဲ့ပြန်ဆွဲဝင်သွားတယ်အလင်းအမွေဆက်ခံသူဒီတစ်ချိန်မင်းနိုင်သွားတယ်ဒါပေမဲ့ငါပြန်လာအောင်မယ်ဝုန်းအကြောင်းကြီးပိတ်သွားတယ်ကောင်းကင်ပြန်လဲကြည်လင်လာတယ်ငိမ့်ချမ်းခြင်းတိုက်ပွဲပြီးသွားပြီတရေဘရင်အာဂါတလဲ
ဝိညာဉ်တရားဖူးရဲ့စွမ်းအားနဲ့ငြိမ်းချမ်းစွာလွတ်မြောက်သွားတယ်မေတီကပြုံးပြီးခန့်စော်ကိုနှုတ်ဆက်တယ်ကျေးဇူးပါအလင်းအမွေဆက်ခံသူအလင်းမုံလေးတွေဖြစ်ပြီးပျောက်ကွယ်သွားတယ်လအနှဲငယ်ကြာပြီးနောက်ခန့်စော်မင်းတစ်နဲ့ဇွဲခန့်တို့လူတွေကိုဆက်လက်ကူညီနေကြတယ်ဒါပေမဲ့တညမှာဘိုးတော်ဦးဝိဇ္ဇာကရှေးဟောင်းစာလိပ်တစ်ခုတွေ့သွားတယ်စာလိပ်ပေါ်မှာသွေးနီရောင်စာတန်းတစ်ခုပေါ်လာတယ်တောင်ငါးလုံးကြားကနဂါးမင်းဤတင်ချိုင်းတော်နိုးထလာပြီးဘိုးတော်ရဲ့မျက်နှာတီးသွားတယ်ခန့်စော်ခီးတစ်စတော့မယ်တိုက်ပွဲပြီးနောက်ခန့်စော်မင်းတစ်နဲ့ဇွဲခန့်တို့ဟာဘိုးတော်ဦးဝိဇ္ဇာရဲ့ကျောင်းတိုက်မှာခိတ္တအနားယူနေကြတယ်တနေ့ညမိုးကြိုးတွေစက်တိုက်ပစ်ခတ်နေတဲ့အချိန်ရွာသားတစုအလန့်တကြားပြေးဝင်လာတယ်ဆရာလေးကဲပါဦးကျွန်တော်တို့ရွာမှာလူတွေတယောက်ပြီးတယောက်သေကုန်ပြီခန့်စော်မေးလိုက်တယ်ဘာဖြစ်တာလဲရွာသားကြီးတုန်နေတယ်ညတိုင်းနဂါးနီကြီးတစ်ကောင်ပေါ်လာတယ်အဲ့ဒီနောက်လူတယောက်သေတယ်ဘိုးတော်ဦးဝိဇ္ဇာရဲ့မျက်နှာချက်ချင်းပြောင်းသွားတယ်သွေးလက်နဂါးကျိန်စာမဖြစ်နိုင်ဘူးအောက်လန်းဆရာဤအရေးနောက်တစ်နေ့ခန့်စော်တို့၃ယောက်ရွာကိုရောက်လာကြတယ်ရွာဝင်ပါတယ်အနက်ရောင်အင်းကွက်ကြီးတစ်ခုတွေးလိုက်ရတယ်ဇွဲခန့်မျက်နှာတီသွားတယ်ဆရာဒါတာမန်အင်းမဟုတ်ဘူးအောက်လန်းအင်းမင်းတစ်ကဓားကိုကင်လိုက်တယ်ဒါဆိုအောက်လန်းဆရာရှိနေပြီပေါ့အဲ့ဒီအချိန်တောထဲကနေရေတံကြီးထွက်လာတယ်ဟာဟာဟာအလင်းဆရာလေးခန့်စော်နောက်ဆုံးတော့မင်းကိုတွေ့ရပြီအနက်ရောင်ဝိယုံနဲ့လူတစ်ယောက်ထွက်လာတယ်မျက်လုံးတွေကသွေးရောင်နေတယ်လက်ထဲမှာလူဦးကောင်းခွန်နဲ့လှုပ်ထားတဲ့တောင်ဝေးကြီးကင်ထားတယ်ငါကအောက်လန်းဆရာအရှင်နဲ့တောင်ပိုင်းအောက်လန်းကိုင်းရဲ့ခေါင်းဆောင်ခန့်စော်ရဲ့မျက်နှာတီးသွားတယ်စီးစံတမှာရင်ဆိုင်ခဲ့တဲ့အမှောင်ကိုင်းထက်ပိုကြောက်စရာကောင်းတဲ့ရန်သူတစ်အောက်လန်းဆရာအရှင်နဲ့ပေါ်လာခဲ့ပြီအရှင်နဲ့ပေါ်လာတဲ့အချိန်လေထုတစ်ခုလုံးအေးဆက်သွားတယ်ရွာသားတွေတောင်ကြောက်လန့်ပြီးနောက်ဆုတ်သွားကြတယ်အရှင်နဲ့ကရေလိုက်တယ်ဟာဟာအလင်းဆရာလေးခန့်စော်မင်းနာမည်ကိုကြားဘူးတာကြားပြီဒါပေမဲ့ဒီတစ်ခါတော့မင်းရှုံးမယ်မင်းတစ်ကမိုးကြိုးသားကိုဆွဲထုတ်လိုက်တယ်စကားများမနေနဲ့လာခဲ့ဝုံမင်းတစ်ရှေ့တိုးလိုက်ပေမဲ့အရှင်နဲ့ရဲ့ကိုကမီးခိုးလိုပျောက်သွားတယ်ဘာဇွဲခန့်အံ့ဩသွားတယ်ဒါအရေးခွဲပညာပဲပျောက်ဆုံးနေသောကလေးများနောက်တနေ့မနက်ရွာထဲမှာငိုတန်းတွေကြားနေရတယ်ကလေးငယ်၃ယောက်ပျောက်သွားတယ်တယောက်က၈နှစ်တယောက်က10နှစ်တယောက်က12နှစ်ညအချိန်မှာအိမ်ထဲကနေပျောက်သွားတာတကားတွေမဖွင့်ထားဘူးသတင်းပေါက်တွေလည်းပိတ်ထားတယ်ခန့်စော်စဉ်းစားလိုက်တယ်သူတို့ကိုခေါ်သွားတာမဟုတ်ဘူးသူတို့ကိုဆွဲယူသွားတာအစိမ်းရောင်အင်းရွာနောက်ဖက်တောထဲမှာခန့်စော်တို့ထူးဆန်းတဲ့နေရာတစ်ခုတွေ့လိုက်တယ်မြေကြီးပေါ်မှာအစိမ်းရောင်အင်းကွက်ကြီးအင်းရဲ့အလယ်မှာဖျောင်းတိုင်9တိုင်ထွန်းထားတယ်ဇွဲခန့်ကျမ်းစာကိုဖွင့်ကြည့်လိုက်တယ်ဆရာဒါမကောင်းဘူးဘာလဲနဂါးသွေးနှိုးပွဲနဂါးသွေးနှိုးပွဲဟုတ်တယ်ကလေးတွေရဲ့အသက်ဆွမ်းအားကိုယူပြီးတခုခုကိုနိုးထစေတဲ့ပူဇော်မှုခန့်စော်ရဲ့မျက်နှာတင်းမာသွားတယ်ဒါဆိုမြ мян ကယ်ရမယ်အောက်လန်းတပည့်3ယောက်ရုတ်တရက်ဝီအနက်ရောင်အသုံးချောင်းပြန်လာတယ်မင်းတစ်ဓာတ်နဲ့ခုတ်ချလိုက်တယ်ကလင်းတစ်ပင်ပေါ်ကနေလူ3ယောက်ခုန်ဆင်းလာတယ်အနက်ရောင်ဝိယုံတွေဝတ်ထားတယ်ဟာဆရာကြီးအရှင်နဲ့ပြောတာမှန်တယ်တကယ်ရောက်လာတာပဲပထမတစ်ယောက်ကမျက်နှာတစ်ဝက်မီးလောင်တန်ရာနဲ့အောက်လန်းတပည့်ငရဲမီဒုတိယတစ်ယောက်ကအယိုးလေဆွဲတွေဝတ်ထားတယ်အောက်လန်းတပည့်အယိုးစိမ်းတတိယတစ်ယောက်ကမျက်လုံးတွေအစိမ်းရောင်တောက်နေတယ်
အောက်လန်းတစ်ဘက်ငွေဟောက်တိုက်ပွဲစတင်ခြင်းငရဲမီးကလက်ကိုမြှောက်လိုက်တယ်ဖူးအစိမ်းရောင်မီးတောက်တွေထွက်လာတယ်မင်းတစ်ရှေ့တက်လိုက်တယ်မိုးကြိုးခုတ်ချက်ဝုံမီးနဲ့မိုးကြိုးထိတ်တိုက်တွေ့သွားတယ်ဇွဲခန့်ကအယိုးစိမ့်နဲ့ရင်ဆိုင်နေတယ်ခန့်စော်ကတော့ငွေဟောက်ကိုကြည့်နေတယ်အဲ့ဒီအချိန်ငွေဟောက်ကပြုံးလိုက်တယ်ခန့်စော်မင်းရဲ့နောက်ကျသွားပြီဘာကိုဆိုလိုတာလဲငွေဟောက်ကတောနတ်ထဲကိုလက်ညှိုးထိုးပြလိုက်တယ်အဝေးမှာသွေးရောင်အလင်းတိုင်ကြီးတက်လာတယ်ဝုံမြေကြီးတွေတုန်ခါလာတယ်တောင်တလုံးရဲ့အောက်ကနေအေယာမအရာကြီးတစ်ခုလှုပ်ရှားလာတယ်ရွှေရောင်မျက်လုံးနှလုံးပွင့်လာတယ်အရှင်နဲ့ရဲ့အတန်ကတောထဲကနေပဲ့တင်ထက်လာတယ်နိုးထားတော့သွေးလက်နကားအထက်လန်းဆရာလေးခန့်စော်နှင့်တရေချောက်သောအင်းမရွာဇန်းလန်းဒီကဤမြတာမကြခင်အထက်လန်းဆရာလေးခန့်စော်နှင့်ရေမိတ်စာဤကျင်းစာနှင့်ဓမ္မဆက်ရွှေကြီးမုံဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့တစ်ဆက်တည်းဖိတ်ခေါ်လိုက်ပါရရန်သူမျိုး၅ပါးရန်မှကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်နှုတ်ဆက်လိုက်ပါတယ်